မင်းည7နာရီလောက်မှာဖြစ်တာကျွန်တော်တို့ပေါ့နော်တည်ကျူရပြီးတော့ကျွန်တော်တို့စောင့်နေတဲ့ဟာအမှထိတိုက်လာတွေ့တာဟုတ်အမှ RPG ထိသွားတယ်အဲ့ဒီသင်္ဘောကအဲ့ဒီဆက်လေရပါRPG ထိသွားတော့မီးလောင်ပြီးတော့မောင်းပြီးသွားတော့ကျွန်တော်တို့ပြစ်လိုက်တာလည်းမနေဘူးလက်နဲ့ပစ္စည်းတင်လာတာမဟုတ်ဘူးကျွန်တော်တို့တီးတဲ့လောက်ကသူတို့ကငွေစက်ကူတွေတင်လာငွေစက်ကူတွေကိုသူတို့တက်တာနဲ့ငွေစက်ကူတွေအများကြီးတင်လာပြီးတော့သူကတဝဲနေပြီးတော့ဘိတ်ကိုပို့ပါဗျဘိတ်ကိုပေါ့နော်ဘန်အချင်းလွှဲပြောင်းတဲ့ပုံစံမျိုးနဲ့ပို့မဲ့ဟာမှာဘန်မနီဂျာရဲ့တာဝန်ထမ်း2ယောက်ပါတယ်လို့သိရတယ်ကျွန်တော်တို့သိရတာတော့စောစောမသိဘူးကျွန်တော်တို့ကနောက်မှသိရတာအဲ့ဒီနောက်မှသိရတဲ့ခါကျတော့ဒီဘန်မနီဂျာ1ယောက်ရဲ့တာဝန်ထမ်း2ယောက်ရဲ့ပါတယ်လို့ပြောတယ်မြန်မာစီဘော်ရေးဘန်ဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့သူတို့လိုချိုရေးနဲ့ပြီးရင်နောက်ဒီစက်မှုထမ်းတွေလည်းပါတယ်စက်မှုထမ်းတင်တဲ့ကောင်းမဲ့သူတွေလည်းပါတယ်အဲ့ဒါနဲ့အကုန်လုံးပေါင်းပြီးတော့လာကြတာပေါ့နော်လာကြတော့အဲ့မှာခွေး60လောက်80-90လောက်အောင်ရှိတယ်ဟုတ်တယ်ဗျဆက်လေတော့ကြီးတယ်ဆိုပေမဲ့ပုံမှန်တိုင်းဆိုလို့ရှိရင်သူက30-40လောက်ပဲတင်တယ်ပုံမှန်တိုင်းဆိုအဲ့ဒီဟာကိုအခုကစိတ်နှစ်စီးပါဗျာတစည်းကအရင်ဒီရှစ်တလားပေါ့နော်ရှစ်တလားသွားပြီးတော့အပြင်ကထူလိုက်တဲ့အခါကျတော့အဲ့မှာတစည်းကပြတ်သွားခင်းလာတဲ့အခါကျတော့အဲ့မှာပြော့ပိတ်နေရောပဲဗျာအကုန်လုံးအပြည့်ပဲရှေ့မှာနေရာလွတ်တော့မရှိဘူးအကုန်လုံးထိုင်ပြီးတော့လိုက်လာကြတာအဲ့မှာလိုက်လာကြတဲ့အခါမှာတွေ့ချင်းမှာပဲဒီ RPG နဲ့ထူထလိုက်တော့အဲ့မှာ RPG ကထိသွားတဲ့အခါကျတော့အကုန်လုံးထိသွားတော့ဗျာအဲ့မှာကတဲ့အဲ့ပြီးတော့မှဒီဘက်နေပြီးတော့ပြစ်တဲ့အခါကျတော့သူတို့ဘက်ကဆက်ကလေးနဲ့ပြန်ပြစ်တယ်ဆက်ကလေးနှစ်လက်နဲ့ပြန်ပြစ်တယ်ဒါပေမဲ့ပြစ်တဲ့သူက2ယောက်လောက်ပဲကြံတယ်ကြံတဲ့သူတွေကအကုန်လုံးကတော့ထိသွားပြီလို့ကျွန်တော်တို့ယူဆတာပေါ့နော်ပြီးတော့ဒီလှေကမီးလောင်ပြီးတော့အမှသူလာတဲ့အချိန်တိုင်းပဲဒီရေစီးနဲ့မျောပြီးတော့ဆင်းသွားတာအဲ့လှေကမမြုပ်ဘဲနဲ့ဒီမီးလောင်ပြီးတော့ဆင်းသွားတဲ့ခါကျတော့သူဟိုးအောက်ဘက်ကနေပြီးတော့ကြောက်ဒီမော်နေပြီးတော့အကူလှေတစည်းနေလာပြီးတော့လာတက်သွားအဲ့လိုဖြစ်သွားတယ်ဗျပျက်စီးသွားတယ်ဆိုမမြုပ်ဘဲနဲ့ဒီပျက်စီးပြီးတော့အမှတောင်တင်သွားတာပေါ့ဒီတဝဲနဲ့ကြောက်ဒီမော်ကြားမှာတနေရာမှာပေါ့နော်တနေရာမှာရပ်ထားအဲ့လေကိုညာချင်းသူတို့မှောင်နေတဲ့အချိန်မှာပဲညာချင်းဒီတေနေတဲ့ကောင်တွေရောအကုန်လုံးသူတို့ဒီကြောက်ဒီမော်နေပြီးတော့လာခဲ့တဲ့စိတ်နဲ့ခါတဲသွားတယ်ဗျလာပဲသွားဆိုတာကတစည်းလုံးကအကုန်လုံးကသုံးစားလို့မရတော့ဘူးလေအကုန်လုံးကတစည်းလုံးထိသွားတယ်ဆိုတော့အဲ့မှာသူတို့လာပြီးတော့အဲ့မှာလာပဲသွားတဲ့ခါကျတော့အဲ့တော့အလောင်းရတဲ့ကောင်လည်းရောက်တာပေါ့နော်ရေထဲကျပြီးတော့မှတစားစီဖြစ်သွားတဲ့ကောင်လည်းရှိတာပေါ့အဲ့လိုမျိုးဖြစ်သွားတာအဲ့မှာသူတို့ကဘာလို့လဲဆိုတော့တရေချောင်းမှာရှိတဲ့ဒီဆင်ပြေစိတ်ကန်းကိုသူတို့လည်းပို့တယ်ခြေတော့တစ်ဖက်ပြတ်တဲ့သူနဲ့ဒီတန်ရရတဲ့သူ2ယောက်ကိုပို့ပြီးတော့ဒီတရေချောင်းဆေးရုံကြီးကိုပို့တယ်ဗျပို့တယ်ဆိုတာကတခြားတော့မဟုတ်ဘူးသူတို့ဝါဒဖြတ်လို့ရအောင်ပေါ့နော်2ယောက်ပဲထိတယ်ဆိုတဲ့ပုံစံမျိုးပေါ့ပို့တာကျန်တဲ့သူတွေတည်တဲ့ကောင်တွေအကုန်လုံးကြာတော့ကြောက်နေမော်ဘက်ကိုဒီဖေနဲ့လာကက်သွားတာ